emotional frequency တွေကအရေးကြီးရဆိုတဲ့အကြောင်းကိုပြောပြပြီးသွားပြီအဲ့တော့ emotional frequency တွေကဘာတွေလဲเนาะတနည်းအားဖြင့်ဆိုရင်ဒါကို matter of consciousness level လို့ခေါ်တယ်အဲ့တော့ဘာကြောင့်အရေးကြီးရလဲဆိုတာပြောပြပြီးသွားပြီဆိုတော့ဒီနေ့မှာ emotional frequency တွေအကြောင်းကိုဆက်ပြီးတော့ပြောပြပေးသွားမယ်အဲ့တော့ဒီမှာဆိုရင်မြင်ရတာဒီအစွန်ဆုံးပေါ့နော်ညာဘက်အစွန်ဆုံးမှာဆိုရင်ဒီမှာ destructive energy နဲ့ creative energy ဆိုပြီးတော့အဓိကတော့ဒီနှစ်ပိုင်းရှိရပေါ့နော်အဲ့တော့ဒီအလယ်မှာသူတို့အလယ်မှာရှိနေတဲ့အရာဒီတော့ neutral ဖြစ်တယ်ဆိုတာဒီ creative ဖြစ်တာလည်းမဟုတ်ဘူး destructive ဖြစ်တာလည်းမဟုတ်ဘူးခြားလေပေါ့ zero line မှာရှိနေခြင်းကိုပြောခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီမှာကြည့် neutrality အောင်မှပဲသူရဲ့ frequency ဒီ215 Hz ဖြစ်ပြီးတော့မှ energy ကpositive ရန်ဖြစ်တယ်ပြီးတော့ inner confidence ကိုယ့်ရဲ့အတွင်းက confidence တခုရှိနေတယ်ကိုက creative energy မရောက်နိုင်တော့မှပဲအနည်းဆုံးတော့ဒီ neutrality ဆိုတဲ့ဒီ baseline ပေါ့နော်အဲ့ baseline ကိုရောက်ထားရင်လုံးဝတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ neutrality အောက်မှာရှိတာက courage ဟုတ်နော် courage ရဲ့ frequency ဒီ200 Hz အဲ့တော့အဓိကအဖြစ်လူတွေကဘယ်နေရာမှာပိတ်မိနေလဲဆိုတော့ဒီ fear ဆိုတဲ့နေရာမှာပိတ်မိကြောက်တယ်စိုးရိမ်တာအဲ့ fear ဒီဘယ်မှာပါလဲဆိုတော့ destructive energy ရဲ့မှာပါ worry စိတ်ပူတယ် anxiety စိုးရိမ်တော့ကရင်များနေဘာမှန်းတော့မသိပဲငါကြောက်လိုက်တာဆိုရယ်ခံစားချက်မျိုးကြီးအဲ့ fear ဒီ frequency ဒီ100 Hz ပဲရှိတယ်အဲ့ fear ဆိုရယ်အစမှာလူတိုင်းတော်တော်များများဟိုပိတ်မိနေကြရပေါ့နော်ဆက်ပြီးတော့သူတို့ fear ကို courage ဖြစ်နေမပြောင်းနိုင်ဘူးအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ဒီ destructive energy ရဲ့ဒီ emotions တော်တော်များများဒီမှာကြည့် grief apathy guilt shame ဟာနော် shame ကိုအရှက်တာအရှက်ရတာ guilt ကိုအပြစ်တင်တာဒါမျိုးတွေနောက်ပြီးတော့ကိုဘယ်သူမှကူညီမဲ့သူမရှိဘူးလို့ခံစားရတာ apathy grief ဝမ်းနဲ့ပူဆွေးတာဒါမျိုးတွေပဲဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့မြန်မာလိုဗုဒ္ဓဘာသာနဲ့ပြောမယ်ဆိုရင်တော့လောဘဒေါသမောဟဒီကိလေသာပေါ့နော်ဒီကိလေသာ၃မျိုးနဲ့ຫນွယ်တဲ့ emotions တွေတော်တော်များများဒီ destructive energy ဘက်ကိုရှောက်ပါတယ်နောက်ပြီးတော့မာနမာန pride เนาะဒီမာနတွေမလိုအပ်တဲ့မာနတွေနောက်ပြီးတော့ဒေါသလောဘdesires လောဘစတဲ့ဟာတွေဒီ frequency ဒီနှိမ့်တယ်အဲ့တော့ကို့မှာဒီကိလေသာတွေလောဘဒေါသမောဟတွေဖြစ်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့emotional frequency ကလောဘဒေါသမောဟဆိုတဲ့ကိလေသာတွေအဓိကဒီ destructive energy မှာရှိနေတဲ့emotional frequency ကိုက air state ကိုရောက်နေတဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့ manifestation တွေကကိုယ်နဲ့ဝေးတဲ့ထက်ဝေးတာတက်တယ်ဒါဘာလို့လဲဆိုရင်ဒါ law of attraction ရ law of attraction ကဘာလဲဆိုရင်သူဒီကောင်းတာကိုပဲဆွဲဆောင်မယ်အဲ့တော့ကိုယ့်ရဲ့ manifestation ကပြောရမယ်ဆိုရင် high frequency မှာရှိနေတဲ့အရာတခုhigh frequency မှာရှိတဲ့အရာတခုကိုဆွဲဆောင်နိုင်မှုဆိုရင်ကိုယ့်ရဲ့ frequency emotional frequency ကလည်းဒီအမြင့်ပိုင်းမှာရှိတဲ့ဘက်ကိုရောက်ရမယ်ပေါ့နော်အမြင့်ပိုင်းမြောက်ရင်တော့မှဒီ courage တို့ neutrality တို့ဘက်ကိုရောက်တဲ့ဒါမှကိုယ့်ရဲ့ manifestation ကို law of attraction ရဆွဲဆောင်နိုင်မှာဒါပေမဲ့ကိုယ့်ရဲ့ frequency ကဒီလိုမျိုးအနိမ့်ပိုင်းကိုရောက်နေတဲ့အခါမှာကိုယ့်ရဲ့ manifestation နဲ့ကိုကဝေးကွာဝေးကွာသွားတာမျိုးဖြစ်တတ်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ emotional frequency ကိုသိဖို့ဆိုတာအရေးကြီးရယ်အဲ့တော့ဒီလိုမျိုးသဘောတရားတွေပြောပြနေလဲပေါ့နော်တကယ်လက်တွေ့မှာဟိုမှာကိုကစိတ်တူတာဖြစ်ဖြစ်ဒေါသထွက်တာဖြစ်ဖြစ်စိတ်မကြည်ရစိတ်နှောက်တာဒါမျိုးကြီးရှိရဲ့အခါမှာကိုယ့်ရဲ့ energy တွေမကောင်းနိုင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ manifestation နဲ့လည်းဝေးသွားတယ်တဖြည်းဖြည်းဝေးသွားတယ်ဆိုတော့ဟာမျိုးဖြစ်တာပေါ့နော်ဒါကြောင့်မို့လို့ဒီကိုယ့်ရဲ့ frequency ကိုเนาะအတက်နိုင်ဆုံးဒီမြင်အောင်ပေါ့နော်အဓိကတော့မြင်အောင်မလုပ်နိုင်တော့မှကိုယ့်ရဲ့ frequency ကဘယ်နေရာမှာရှိလဲအခုငါဘာဖြစ်နေလဲဆိုတော့သိဖို့လိုတယ်အဲ့လိုသိဖို့လိုပြီးတော့မှလက်ခံတတ်ဖို့လိုတယ်အဲ့ဒါမှကိုက law of attraction ရကိုယ့်ရဲ့ manifestation တွေကိုပို့ပြီးတော့မှ
တကယ်ဖြစ်လာနိုင်အောင်ဆွဲဆောင်နိုင်မှာဖြစ်တယ်အဲ့တော့ဒါဒီနေ့